အိမ်ပြင်ကဘာအားငေးကြည့်ရင်ခုန်တန်လေးကျွန်တော်ကြားရောက်စေတိရစာဘဝမိုးသာကောင်းကင်တဲ့တောင်ပန်ဖြတ်ချက်သွားခြင်းနဲ့ရောက်ဆောင်ချင်တာမှုများလေးပျော်ရွှင်မိုင်မဲ့အိမ်မဲ့နေစေနှွေးထွေးလာတဲ့အမေရဲ့ရိတ်ကိုကျွန်တော်ကြောခိုင်းခဲ့ပါတယ်ဘလောင်ရဲတို့ဝရှောင်းနေတရားရီနဲ့ပျော်ရလာတဲ့အားလုံးဆုံးရှုံးရှုံးနေသွားချိန်မှာမိကိုတန်တမ်းမြေကြီးဝဲချိန်ကမှနောင်နာရီရင်ကိုနာချစ်ချီမွားနေစေအားလုံးဟာတိုင်းမောင်းထုတ်လိုက်ချိန်မှာမိဟာပြုံးနေစီချင်ဆုံးစားမဲ့ပြစ်ဆက်ချင်အင်းများရဲ့ရိတ်စစ်ကူနူးညံ့တဲ့မိရင်နဲ့ပြန်ခုန်လောင်ခွင့်ရခြင်းနဲ့ဘဝနဲ့ရင်ပြီးရှုံးနေသွားချိန်တွေမှာအမေဟာချောတဲ့အမြင်နေခဲ့အားငေးကြည့်ရင်ခုန်တန်လေးကျွန်တော်ကြားရောက်စေသီရစာဘဝမိုးသာကောင်းကင်တဲ့